ဇလန်းစချိန်မှာကြီးမားလာတဲ့ရှေးဟောင်းတစ်ပင်ကြီးတစ်ပင်ကိုတွေ့ရပါတယ်။အဲ့ဒီမှာမြောင်မျိုးနွယ်စုတွေအများကြီးပေါင်းတင်ချစ်ခင်စွာအတူတကွနေထိုင်ကြပါတယ်။ဒီနေ့ကထူးခြားတဲ့နေ့တစ်နေ့ပါဘယင်မရဲ့ကလေးလေးမွေးဖွားတော့မှာဖြစ်ပါတယ်။ဘယင်အကြံပေးဖြစ်တဲ့ဗလာဒီမာကအပြေးလွှတ်ထွက်လာပြီးပြဿနာတစ်ခုရှိကြောင်းဘယင်ကိုပြောပြပါတယ်။သူဟာဘယင်ကိုအတွင်းထဲခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာမွေးကင်းစကလေးလေးဟာသူ့အမေရဲ့လက်ချောင်းလေးကိုအသားလေးဆိုရင်လဲလျောင်းနေတာကိုတွေ့ရပါတယ်။ဘယင်ကကလေးလေးကိုမော့ပြီးပြုံးလိုက်ပါတယ်။ကလေးလေးကတန်မာပြီးကျမ်းမာကအသက်ရှင်တတ်မှုတွေနဲ့ပြည့်နေတာကိုမြင်ရပါတယ်။မင်းဟာတနေ့နေ့မှာနောက်ထပ်ဘယင်တစ်ပါးဖြစ်လာလိမ့်မယ်လို့ပြောရင်သူ့ကို Benny the First လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ဗလာဒီမာကနောက်ထပ်ကလေးတစ်ယောက်ကိုထုတ်ပြလိုက်ပါတယ်။ဒုတိယကလေးလေးဟာပိန်ကြုံသေးငယ်ပြီးအသက်ရှင်ဖို့ရုန်းကန်နေရတာထင်ရှားပါတယ်။ဘယင်ကရှုပ်ထွေးသွားပြီးဒီကလေးဘသူသားလဲလို့မေးပါတယ်ဗလာဒီမာကရှင်းပြပါတယ်။အရှင်မင်းကြီးဟာကလေးနှစ်ယောက်မွေးဖွားခဲ့တာပါဒီကလေးကတော့အကြီးဆုံးမွေးဖွားလာတဲ့ကလေးပါတယ်။ထုံးတမ်းစင်လာရသူဟာနောင်လာမဲ့ဘယင်ဖြစ်လာရမှာပါတဲ့ဘယင်ဟာပိန်ကြုံနေတဲ့မွေးကင်းဆက်ကလေးလေးကိုစိတ်ပြက်စွာကြည့်လိုက်ပါတယ်။ဘယင်စကားမပြောခင်မှာပဲသူတို့ရဲ့လက်ထောက်မြောက်မမော်ဆီယာမလေးကရှေ့ကိုထွက်လာပြီးဒီကလေးလေးကကျမတို့နဲ့မတူပါဘူး။တဘာဝရဲ့အမတစ်ခုပါပဲ။သူအသက်မရှင်နိုင်ပါဘူး။မျိုးနွယ်စုကလည်းသူ့ကိုဘယင်အဖြစ်ဘယ်တော့မှလက်မခံမှာမဟုတ်ပါဘူး။ကျမတို့သူ့ကိုဖယ်ရှားပစ်ဖို့လိုပါတယ်လို့ပြောလိုက်ပါတယ်။ကလေးနှစ်ယောက်ကိုပိုက်ထားတဲ့ဘယင်ဟာတုတ်ဆိုင်သွားပါတယ်။တန်မာတဲ့ကလေးလေးကထိနှက်အတွက်အတင်းတော်ဆုံးဖြစ်ပေမဲ့တင်းငယ်နုနဲ့တုံရင်နေတဲ့အားနေတဲ့ကလေးလေးကိုတော့မိဖုရားကအိပ်ပျော်နေတော့မှာပဲဘယင်ဟာတက်ပြင်းချကအတင်းကျပ်ဆိုသလိုဗလာဒီမာကိုအားနေတဲ့ကလေးလေးကိုလွှဲပေးလိုက်ပါတယ်။သူ့ရဲ့အမိန့်ကရှင်းလင်းပါတယ်ဗလာဒီမာဟာမွေးကင်းဆက်ကလေးလေးကိုယူပြီးဝန်းပလွေးစီအစာကျွေးဖို့အပြင်ကိုခေါ်သွားပါတယ်သူကလေးလေးကိုလွှတ်ချဖို့ကြိုးစားပေမဲ့တင်းငယ်တဲ့တတဝါလေးကသူ့လက်ကိုတင်းတင်းဆုပ်ကင်ထားလိုက်ပါတယ်အဲ့ဒီအဖြစ်ကင်းစင်တဲ့ဆုပ်ကင်မှုကသူ့ရဲ့စိတ်ကိုနူးညံ့သွားစေပါတယ်တခဏတာတွင်းမှာပဲဗလာဒီမာဟာတနာစိတ်ဝင်သွားမိပါတယ်ဒါပေမဲ့အတွင်းကနေဘရင်အတန်ကပဲ့တင်ထက်လာပါတယ်လန့်သွားတဲ့အခါဗလာဒီမာဟာလက်ကိုလွှတ်လိုက်မိပြီးကလေးလေးဟာဝမ်ပူလူရဲဟာထားတဲ့ပဆက်စီတဲတဲပြုတ်ကျသွားပါတော့တယ်နောက်ဆုံးစက္ကန့်မှာဝင်လို့အမိရတဲ့ရဲရင်နဲ့မြောက်ကောင်ကခုံဝင်ပြီးကလေးလေးကိုကဲတင်လိုက်ပါတယ်အင်းဟာလှည့်ထွက်သွားဖို့ကြိုးစားပေမဲ့ကလေးလေးကငိုရှိုက်ပါတော့တယ်ပြုတ်ကျတာကြောင့်နာကျင်နေပြီးလက်တစ်ဖက်ကဒဏ်ရာရနေလို့ကောင်းကောင်းရွှေ့လျားလို့မရပါဘူးတနာစိတ်ဝင်သွားလို့ရင်ဟာသူ့ကိုအကိုင်းပေါ်ချပေးလိုက်ပါတယ်ဒါပေမဲ့ကလေးလေးကသူ့ကြောပေါ်တက်ခွာပြီးသူ့ကိုထားခဲ့ဖို့ညှင်းဆန်ပါတယ်ဖြည်းဖြည်းချင်းအပြစ်ကင်းစင်မှုနဲ့လိမ္မာပါနှံ့မှုတွေကြောင့်ကလေးလေးဟာရေးရဲ့နှလုံးသားကိုတိမ့်ပိုက်သွားပါတယ်။ညဟာလည်းသူ့သားလေးလိုပဲစောင့်ရှောက်ဖို့စတင်ပါတော့တယ်။နှစ်တွေအများကြီးကုန်ဆုံးသွားပြီးနောက်မှာတော့အဲ့ဒီကလေးလေးဟာကြီးပြင်းလာခဲ့ပြီးရန်ကသူ့ကိုအဝတ်လို့နာမည်ပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာအင်္ဂလိပ်ထဲမှာအတူတူဆော့ကစားရင်းနေထိုင်နေကြတာကိုတွေ့ရမှာပါ။ညံကောင်းပြီးတီထွင်ကြံဆက်တဲ့တကွက်လေးဟာသူကိုယ်တိုင်ထွင်ထားတဲ့ပစ္စည်းလေးနဲ့ရေတောက်နေတာပေါ့။သူတို့နေတဲ့နေရာလေးအေးမြနေအောင်ရက်တောင်တစ်ခုကိုတောင်ဒီလူငယ်လေးကထွင်ထားပါသေးတယ်။တတိုးရဲ့အုံနောက်ကတကယ်ကိုထက်မြက်လွန်းလာပါတယ်။တရက်မှာတော့နောက်မှစားဖို့ဖွက်ထားတဲ့တဖန်သီးလေးတွေပျောက်နေတာကိုသူသတိထားမိသွားပါတယ်။ငင်ကတော့အက်ဒဝတ်ပဲစားလိုက်တာဖြစ်မှာပါလို့ပြောနေပေမဲ့အဲ့ဒီအချိန်မှာပဲကျွတ်တကောင်ကတဖန်သီးတွေကိုခိုးပြီးပြေးနေတာကိုအက်ဒဝတ်မြင်သွားပါတော့တယ်။သူကအဲ့ဒီကျွတ်ကိုလိုက်ဖမ်းဖို့ကြိုးစားပေမဲ့လက်တစ်ဖက်ကအားမရှိတာကြောင့်ခဏလဲကျနေခဲ့ပါတယ်။ဒါကိုကြည့်ပြီးရန်ကအကြံတစ်ခုရသွားပါတယ်။သူကအပင်ရဲ့ပင်စီကိုအခွန်ခွာအထဲကိုလေးမုတ်ထုတ်လိုက်ပြီးကျွတ်ကိုဖမ်းဖို့အတွက်တဘာဝကော်လူမျိုးစိတ်ကက်တဲ့အရာတစ်ခုကိုဖန်တီးပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတောအုပ်တစ်ခုလုံးဘုံတီးတန်တွေဟိန်းထွက်လာပါတယ်။ဒီတော့လေးကတော့ချက်ချင်းပဲပျော်ရွှင်သွားပါတော့တယ်။ဒါဟာမြောက်တွေရဲ့အကြီးကျယ်ဆုံးပြိုင်ပွဲဖြစ်တဲ့ခောက်ဘောအားကစားပွဲတော်ကြီးစတင်ပြီဆိုတဲ့အချက်ပေးတမ်းပဲဖြစ်ပါတယ်။တတိုးကသူ့ကိုလည်းတွားကြည့်ခွင့်ပေးဖို့ရန်ကိုအတင်းတောင်းဆိုနေပါတော့တယ်။ဒါပေမဲ့ရင်းကတော့ညှင်းဆန်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသူဟာမျိုးနွယ်စုတွေကနေနှင်းထုတ်ခံထားရလို့ပါပဲ။လူတိုင်းကသူ့ကိုအယူလို့ပဲသတ်မှတ်ထားကြတာပါ။ငါတို့ကိုအဲ့ဒီမှာသာမြင်သွားရင်သူတို့တွေဝိုင်းရိုက်ကြလိမ့်မယ်လို့ရင်းကပြောပါတယ်။တဝက်ကတော့ဒါဆိုရင်လည်းဦးလေးရဲ့ဒေါသထွက်နေတဲ့ပုံစံကိုသူတို့ကိုပြလိုက်ပေါ့မကြောက်ပါနဲ့လို့ဆွပြောနေပါတယ်။ဒါပေမဲ့ရင်းကတော့သွားဖို့ကိုညင်းနေတော့မှာပဲ။ဒါကြောင့်တတော်ကဦးလေးတာလိုက်မလာရင်ကျွန်တော်ခုံချလိုက်မှတော့ဆိုပြီးချင်းချောက်လိုက်ပါတယ်။သူ့ရဲ့ဒဏ်ရာရထားတဲ့လက်ကြောင့်သူကိုယ်တိုင်ပြန်တက်နိုင်မှာမဟုတ်ပါဘူး။ရန်ကခဏလောက်ဂယူးမဆိုင်ပဲနေလိုက်ပေမဲ့အက်ဒဝတ်ကတကယ်ကြီးခုံချလိုက်ပါတော့တယ်။ရင်းလည်းထိတ်လန့်သွားပြီးသူ့ကိုကယ်ဖို့အတွက်နောက်ကနေလိုက်ခုံဆင်းသွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာဘယင်ရဲ့နေမြေတဲကိုခိုးဝင်သွားကြပြီးအမောင်ထဲမှာပုံရင်းခောက်ကောက်ဘောပြိုင်ပွဲကိုအဝေးကနေလှမ်းကြည့်နေကြပါတယ်။ဘယင်သားတော်ဘဲနီကလည်းအဲ့ဒီခောက်ကောက်ဘောပြိုင်ပွဲမှာပါဝင်ကစားနေတာပါ။သူဟာအခုဆိုရင်တကယ်ကိုထွားကြိုက်တမာနေပြီဖြစ်ပြီးဂိုးတွေကိုလည်းအလွယ်တကူပဲစက်တိုက်သွင်းနေတာပေါ့ပရိသတ်တွေကလည်းအားပါတရအားပေးနေကြပါတယ်ဘယင်ကြီးကိုယ်တိုင်တောင်သူ့သားအတွက်အရန်ကိုဂုဏ်ယူနေတာပါအမောင်ထဲကနေကြည့်နေတဲ့ဟာဘောလုံးလေးကိုမြင်ပြီးစိတ်လှုပ်ရှားသွားပါတယ်အက်ဒဝတ်ကအပြင်ကိုထွက်သွားလို့မဖြစ်ဘူးနော်သူတို့တွေမြင်သွားလိမ့်မယ်လို့ချက်ချင်းသတိပေးလိုက်ပါတယ်ဒါပေမဲ့ဘောလုံးကသူတို့နားကိုအရန်ကပ်ပြီးလိမ့်လာပါတယ်ရင်းဟာသူ့စိတ်ကိုမထိန်နိုင်ပဲဘောလုံးကိုဖမ်းဖို့ခုန်ထွက်လိုက်ရကနေအက်ဒဝတ်ရောသူ့ပါအောက်ကိုလိမ့်ကျသွားပြီးဘောလုံးကတော့ကြောက်တုံးကြတဲ့ညက်သွားပါတော့တယ်ကွင်းတစ်ခုလုံးလည်းရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်မြောက်တွေအားလုံးဒေါသတွေထွက်ကုန်ကြပါတယ်သူတို့ရဲ့ဘောလုံးကြောက်သွားပြီးလေသူတို့တွေဟာရန်ကိုဝိုင်းအော်ဟစ်ပြီးပွဲကိုဖျက်ဆီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဝိုင်းပြီးတော့တောင်ရိုက်နှက်ကြပါသေးတယ်ကင်းဒုက္ခရောက်နေတာကိုမြင်တော့အက်ဒဝတ်ကတုတ်တစ်ချောင်းကိုချက်ချင်းကောက်ကင်ပြီးကြောက်တုံးကြတဲ့ကိုထိုးထည့်ကဘောလုံးကိုအပြင်ရောက်အောင်ထုတ်ပေးလိုက်ပါတယ်ပရိသတ်ကြီးတစ်ခုလုံးအံ့ဩမြင်သက်သွားကြပါတယ်ဒီထူးဆန်းတဲ့ကောင်လေးကဘယ်လိုလုပ်လိုက်တာပါလဲအက်ဒဝတ်ကကျွန်တော်ကအပင်ရဲ့ပင်စီကရတဲ့အထူးစိတ်ကတဲ့အရာကိုတုံးလိုက်တာပါလို့ဂုံယူစွာနဲ့ရှင်းပြလိုက်ပါတယ်ဒါဟာဘဲအရာကိုမဆိုမြဲကတ်ထားနိုင်တယ်လေဘဲနီယာကအနားကိုရှောက်လာပြီးအက်ဒဝတ်ကိုချီမလိုက်ကဘောလုံးကိုကယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်စိတ်လှုပ်ရှားစွာနဲ့ပဲအက်ဒဝတ်ကကျွန်တော်မှာခောက်ကောက်ဘောပွဲကိုဒီထက်ပိုကောင်းအောင်လုပ်ဖို့အကြံရှိတယ်ကျွန်တော်တို့တွေတကယ်ကွင်းပြင်ကြီးတစ်ခုကိုတီးဆောက်လို့ရတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဘဲနီယာကသူ့စကားကိုဖျက်ပြောလိုက်ပါတယ်ဒီနေရာမှာစီးမြင့်တွေကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးတဲ့အဲ့ဒီအချိန်မှာပဲဝက်ချ်နဲ့ဗလာဒီမာတို့ကထိတ်လန့်စရာတစ်ခုကိုသတိထားမိသွားပါတယ်အဲ့ဒါကတော့အက်ဒဝတ်ရဲ့ခြေချောင်းတစ်ချောင်းဟာတခြားခြေချောင်းတွေထက်ပိုတိုးနေတာပါပဲဒါဟာဘယင်ကြီးရဲ့တားဦးလေးမှာရှိတဲ့အမတ်သားနဲ့အတူတူပဲဖြစ်နေပါတော့တယ်အတိတ်ကတော့ဒါဟာဘယင်ရဲ့အကြီးဆုံးသားရဲ့အမတ်သားနဲ့အတူတူပဲသူတို့ချက်ချင်းပဲအမှန်တရားကိုသိသွားကြတယ်အက်ဒဝတ်ဟာသူတို့တက်ပစ်ဖို့စီစဉ်ထားတဲ့ကလေးတကယ်ကိုတန်မိုးရှိတဲ့အမွေဆက်ခံသူဖြစ်နေတာကိုသူတို့ကိုကြောက်စိတ်ကဝင်လာတဲ့ဘယင်သိသွားရင်သူ့အမိန့်ကိုဖီဆန်မှုအတွက်အပြစ်ပေးခံရမှာပါရုတ်တရက်ကြီးကတ်ကောကြောင့်အဲ့ဒီဘောလုံးကဘဲနီလက်မှာကတ်သွားတဲ့မြောက်တွေအားလုံးပြရဖြစ်သွားပြီးဆွဲဖြုတ်ဖို့ကြိုးစားကြတယ်နဲ့အက်ဒဝတ်တို့ကအဲ့ဒီအာယုံလွှဲတဲ့အခိုက်အတန့်ကိုအသုံးချပြီးတိတ်တဆိတ်ထွက်ခွာသွားကြတယ်နောက်ဆုံးမှာဆွဲကြီးလို့ခေါ်တဲ့မြောက်တကောင်ကအဲ့ဒီဘောလုံးကိုဆွဲဖြုတ်နိုင်သွားပြီးဘယင်ကောင်းပေါ်ကိုတက်ကြပြီးကတ်သွားပါရောဗလာဒီမာကဆွဲဖြုတ်လိုက်တဲ့အခါဘယင်စပင်းတွေပါအကုန်ပါသွားတယ်
ဘရင်ကဒေါသအလွန်ထွက်သွားတဲ့ Vladimir ကချက်ချင်း Sergei ကိုလက်ညှိုးထိုးတယ်ငါမလုပ်ခဲ့ပါဘူးသူလုပ်တာပါသူကမင်းကြီးကိုယုံပါတော့ကျွန်တော်အမှားမဟုတ်ပါဘူးသူတို့အကြောင်းပါလို့အတနာခံတဲ့ဘရင်မျက်လုံးတွေကပုံမူကျင်းမြောင်းသွားတယ်ဒီလူဝက်ကိုရှာပြီးငါစီခေါ်လာခဲ့ရင်ကပြန်တန်းနေတဲ့ငှက်တကောင်ကိုလက်ညှိုးထိုးပြတယ်သူမဟာအဖြူတောင်စီကိုဥတီနေတဲ့ငှက်တွေကငါ့ကိုပြောပြတာလို့ဆိုတဲ့လူဝက်ကခေါင်းခါလိုက်တယ်ဒါကြောင့်မို့လို့လူတိုင်းကရင်ကိုအယူလို့ခေါ်တာပေါ့အေဒဝတ်တောင်တစ်ခါတလေသူ့ကိုတန်တရားဝင်တက်တယ်အဲ့ဒီအချိန်မှာပဲ Sergei ရောက်လာတယ်ဘရင်ကမင်းကိုတွေ့ချင်နေတယ်အေဒဝတ်ကဝမ်းသာသွားပြီမဲ့ရန်ကကြောက်သွားပြီးပုံးကွယ်သွားတယ်ဒါနဲ့အေဒဝတ်တယောက်တည်း Sergei နဲ့တူသွားရတယ်နန်းတော်ထဲမှာအေဒဝတ်ဟာဘရင်ရှိမှရက်နေရတယ်သူ့ရဲ့ကိုယ်ပိုင်သားမှန်မသိတဲ့ဘရင်ကမင်းဘယ်သူလဲလို့မေးတယ်အေဒဝတ်ကသူ့ကိုမိတ်ဆက်ပြီးရှင်းပြတယ်ကျွန်တော်ကိုမသိတာကကျွန်တော်မြောက်ဘက်မှာနေလို့ပါကျွန်တော်နဲ့ရင်ပဲအဲ့ဒီမှာနေကြတာတခြားသူဘယ်သူမှမရှိဘူးလို့ပြောတယ်အေဒဝတ်အတွက်စိုးရိမ်နေရင်လည်းတိတ်တဆိတ်ချောင်းပုံးဝင်လာခဲ့တယ်အေဒဝတ်ကပြုံးပြီးမင်းကြီးကိုတွေ့ရတာဂုဏ်ယူပါတယ်မင်းကြီးလို့ပြောလိုက်တယ်ဘရင်ကအေဒဝတ်ကိုကြည့်ပြီးမင်းမော်အတက်တွေလုံနိုင်တယ်လို့ကြားမိတယ်လို့ပြောတယ်ဒီဝက်ကနှက်ခမ်းလေးဖြူအောင်ပြုံးပြီးမင်းကြီးမော်အတက်ဆိုတာမရှိပါဘူးမင်းကြီးလို့ပြောလိုက်တယ်ဒါကိုအမည်မဖော်ပြထားသောမိမအရာဝတ္ထုကသဘောမကျဘူးသူမကမော်အတက်ကိုတီးပြီးညင်းဆိုတာကိုမုန်းတယ်သူမစတင်ကန့်ကွက်တော့မဲ့ဆဲဆဲမှာဘရင်ကသူမကိုတိတ်သွားစေတယ်သူကအေဒဝတ်ကိုကက်ကော်အကြောင်းမေးတယ်အေဒဝတ်ကဒါကတီထွင်မှုတစ်ခုပါဘယ်သူမှမဆိုလုံနိုင်ပါလေလို့ရှင်းပြတယ်သူကရန်ကိုကြောက်ရွက်တစ်ချက်တောင်းလိုက်တယ်တိရွက်တွေနဲ့ကက်ကော်ကျဲကိုအသုံးပြုပြီးအေဒဝတ်ဟာဘရင်အတွက်လှပတဲ့တရက်ခုတစုကိုဖန်တီးလိုက်တယ်ဘရင်ကအလွန်ကျဉ်နဲ့သွားတယ်ဘဲနီကလွဲလို့တခြားသူအားလုံးတရက်ဖူကိုချီးမွမ်းကြတယ်ဘဲနီရဲ့ကလှုပ်ဝက်စွာဝက်ချ်ကိုလက်ပြတယ်သူကအေဒဝတ်ဟာသူ့အကိုဖြစ်နေပြီဆိုတာကိုသိနေပြီးသူ့ကိုဖယ်ရှားပစ်ချင်နေပြီးဝက်ချ်ကအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ခွာသွားတယ်အဲ့ဒီအတော်အတွင်းမှာအေဒဝတ်ကကြာခောက်ရွက်ပေါ်ကိုရေလောင်းချလိုက်တော့တောက်ပတဲ့မတ်တစ်ချက်ဖြစ်သွားတယ်သူကဘရင်ကိုသူ့ရဲ့ပုံရိပ်ကိုပြလိုက်တယ်ဘရင်ကသူ့မျက်နှာကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အခါကြောက်လန့်ပြီးခုန်ချသွားတယ်ကြောက်စရာမလိုပါဘူးမင်းကြီးလို့အေဒဝတ်ကနူးညံ့စွာပြောတယ်ဒါရေထဲကမင်းရဲ့ပုံရိပ်ပါလို့ဆိုတယ်ဘရင်ကအံ့ဩပြီးရေမောသွားတယ်ပြီးတော့အေဒဝတ်ကလိန်ချီတွေနဲ့မြင်မာတဲ့ထိုင်ကုန်တစ်ခုကိုစောက်လိုက်တယ်ဘရင်ကအဲ့ဒီပေါ်မှာထိုင်လိုက်တဲ့အခါသူ့ရှေ့မှာကျယ်ပြန့်နေတဲ့နိုင်ငံတော်တစ်ခုလုံးကိုဝေးဝေးကြီးမြင်နိုင်သွားတဲ့အေဒဝတ်ကထိုင်ကုန်ကိုပျော်ရွှင်စွာလှုပ်ပေးလိုက်တယ်ဝက်ချ်ကသူမရဲ့မော်တက်တွေကိုရှုပ်ဖက်ပြီးကျင်းစာတိုက်ပါတော့တယ်သူမဟာနှံကောင်းကြီးကိုဆင့်ခေါ်လိုက်ပြီးအေဒဝတ်ကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်အင်းဆက်ပိုးကောင်တွေဟာလေထဲမှာပြန့်နှံ့သွားပါတော့တယ်မြောက်တွေအားလုံးလည်းထိတ်လန့်တုန်လှုပ်ကုန်ကြတာပေါ့အဲ့ဒီလိုရုပ်ရုပ်သေးသေးဖြစ်နေတော့မှပဲအေဒဝတ်ကခြေချော်ပြီး King ကိုကမ်းပါဆုံးကနေမတော်တဆတွန်းချလိုက်မိပါတယ် King ဟာအောက်ကကြောက်ဆောင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်အားလုံးကလည်းအံ့ဩတုန်လှုပ်ပြီးပါဆက်အဟောင်းသားဖြစ်သွားကြတာပေါ့ဝက်ချ်ချက်ချင်းပဲအေဒဝတ်လှုပ်လိုက်တာသူကင်းကိုတက်လိုက်ပြီးလို့အော်ဟစ်လိုက်ပါတယ်ဘဲနီကတော့အဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံပဲအမိအရာဖမ်းဆုပ်လိုက်ပါတယ်သူ့ရဲ့အစီအစဉ်တိုင်းပဲအေဒဝတ်ကိုကမ်းပါပေါ်ကနေတွန်းချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲ King ဟာဒဏ်ရာတွေနဲ့အသက်မသေးပဲအပေါ်ကိုဖြည်းဖြည်းချင်းပြန်တက်လာခဲ့ပါတယ်သူကဖြစ်ပျက်ခဲ့တာတွေကိုကြားလိုက်ရတော့မင်းညာကိုရင်ဆိုင်မင်းညမ်းပါတော့တယ်မင်းဘာလို့အဲ့ဒီလိုလုပ်ရတာလဲလို့မေးတဲ့အခါဘဲနီကသူကခမဲတော်ကိုတတ်ဖို့ကြိုးစားနေတာလေအဲ့ဒါကြောင့်ကျွန်တော်တားလိုက်ရတာပါလို့ပြန်ဖြေပါတယ်King ကဟိန်းဟောက်ပြီးဘဲမြောက်မှနောက်ထပ်မြောက်တကောင်ကိုမတက်ရဘူးဒါငါတို့ရဲ့ဥပဒေပဲလို့ပြောလိုက်ပါတယ်ဘဲနီကလောင်ပြုံးပြုံးပြီးတေချာလို့လားခမဲတော်ရောမြောက်တကောင်ကိုတတ်ဖို့ဘယ်တော့မှအမိန့်မပေးခဲ့ဘူးလားလို့ပြန်မေးလိုက်ပါတယ် King တယောက်စွန့်သွားပါတော့တယ်အမှန်တရားကိုဖွင့်ပြောလိုက်ပြီလားဆိုတဲ့တန်တရားနဲ့သူ့ရဲ့မျက်လုံးတွေက Vladimir စီကိုရောက်သွားပါတယ်ဘဲနီကတော့လှည့်ထွက်သွားပါတော့တယ်နောက်ပိုင်းမှာတော့တေးတော်လို့ခေါ်တဲ့မြောက်ကလေးကအေဒဝတ်ကပြန်မလာတော့ဘူးလားဟင်လို့သူ့အမေကိုတိုးတိုးလေးမေးပါတယ်သူ့အမေကလည်းဝမ်းနဲ့ပန်းနီးနဲ့ဘယ်သူမှမိသားစုတစ်ပင်ပေါ်ကပြုတ်ကြပြီးမရှင်တန်နိုင်ကြပါဘူးကွယ်လို့ပြန်ဖြေလိုက်ပါတယ်King လည်းအရန်ကိုစိတ်ထိခိုက်နေရှာတာပေါ့တစ်ပင်ကြီးရဲ့အောက်မှာတော့အေဒဝတ်ဟာပြုတ်ကျထားတဲ့ဒဏ်ရာတွေနဲ့မတက်တောင်မရက်နိုင်လောက်အောင်ဖြစ်နေပါတယ်ရန်ကတစ်ပင်အစွန်းကိုရောက်လာပြီးကူညီခြင်းပေးမဲ့အရန်ကိုကြောက်လန့်နေပါတယ်မြောက်တွေအားလုံးကဒီမိသားစုတစ်ပင်ကိုအထွတ်အမြတ်လို့ယုံကြည်ကြပြီးတစ်ပင်ကနေထွက်သွားရင်နတ်ဖျားရဲ့အပြစ်ပေးမှုကိုခံရမယ်လို့ထင်နေကြတာပါရန်ကကြောက်ပြီးအောက်ကိုမစင်းရတာကိုမြင်တော့အေဒဝတ်ကသူ့ဘာသာသူပဲဖြည်းဖြည်းချင်းထောနဲ့ထွက်ခွာသွားပါတော့တယ်သူဟာကလာအုံငှက်နဲ့တူတဲ့ငှက်နှစ်ကောင်ကိုတွေ့သွားပါတယ်ဘိုင်ရန်စာနေတာမို့သူတို့စီကနေတီးတောင်းတာပေါ့အဲ့ဒီငှက်တွေကလည်းလန့်ပြီးနောက်ဆုတ်သွားကြပါတယ်အေဒဝတ်ကရှေ့ကိုလှမ်းလိုက်တဲ့အချိန်မှာပဲပထမဆုံးအချိန်ဖြစ်ရှေ့နှချောင်းနဲ့မတက်ရက်လိုက်နိုင်ပါတယ်သူမတက်ရက်နိုင်သွားပါပြီသူလမ်းလျှောက်နိုင်သွားပါပြီသူလည်းအရန်ကိုဝမ်းသာပီတိဖြစ်သွားတာပေါ့သူဟာတွာလာလှုပ်ရှားမှုပုံစံတစ်ခုကိုတီထွင်လိုက်နိုင်ပြီလေသူဟာကျဲပြောလာတဲ့မြေပြင်ကြီးပေါ်မှာတွာလာရင်းဘေးပတ်ဝန်းကျင်ကတရဝါလေးတွေကိုကြည့်ပြီးအံ့ဩနေမိပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုဝမ်ပလွေတွေပေါ်လာပါတော့တယ်ဝမ်ပလွေအုပ်ကြီးကသူ့အနာကိုဝိုင်းလာကြတာပါတကွက်လဲကလာအုံငှက်တွေနဲ့တူအသက်လူပြီးပြေးရပါတော့တယ်ဝမ်ပလွေတွေကလည်းနောက်ကနေလိုက်နေကြတာပေါ့တစ်ပင်ပေါ်ကနေကြည့်နေတဲ့မြောက်တွေလည်းအံ့ဩတုန်လှုပ်ပြီးငေးကြည့်နေကြပါတယ်အေဒဝတ်ကခြေနှချောင်းနဲ့ပြေးနေတာလေသူဟာကြက်အုပ်ကြီးကြားထဲကနေဖြတ်ပြေးသွားပါတယ်ဝမ်ပလွေတွေကြောင့်လန့်သွားတဲ့ကြက်တွေကလည်းအေဒဝတ်ရဲ့နောက်ကိုလိုက်ပြီးပြေးကြပါတော့တယ်အေဒဝတ်ကမတော်တဆပဲကြက်အုပ်ကြီးကိုမိသားစုတစ်ပင်စီကိုဥတီပြီးခေါ်သွားမိတယ်လို့ဖြစ်သွားပါတယ်ကျန်တွေကတစ်ပင်ပင်စီကိုအပြင်းထန်တိုက်ခိုက်ပါတော့တယ်မြောက်အုပ်စုတစ်ခုလုံးလည်းအော်ဟစ်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲခင်ရောက်လာပါတယ်သူဟာကျန်တွေကိုတားဆီးဖို့အတွက်ရှိသမျှခွန်အားတွေသုံးပြီးအဲ့ဒီရုပ်သေးသေးဖြစ်နေတဲ့တဲကိုခုံဝင်သွားပါတယ်ဒါပေမဲ့ထွားချိုင်းလာတဲ့ကျန်ကြီးတစ်ကောင်ကပရိုစီကိုဥတီပြီးပြေးဝင်လာပါတယ်ခင်ကတွဲကိုကယ်ဖို့အတွက်အဲ့ဒီတိုက်ခိုက်မှုရဲ့ရှေ့မှာအကာအကွယ်ပေးပြီးဝင်ခံလိုက်ပါတယ်ခင်ဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့လဲကျသွားပါတော့တယ်သူကတွဲကိုနောက်တရနေတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်ပါတယ်ငါတောင်းပန်ပါတယ်တကယ်တောင်းပန်ပါတယ်မင်းကငါရဲ့သားရင်ပါဒါကိုငါမင်းကိုတစ်ခါမှမပြောခဲ့မိဘူးလို့ပြောရင်းနဲ့ပဲခင်ဟာနောက်ဆုံးထွက်သက်ကိုရှုရှိုက်သွားပါတော့တယ်ဗဲနီကအဒဝတ်ကိုစိုက်ကြည့်ပြီးခမဲတော်ကယူသွားတာမင်းကငါညီမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူကအဒဝတ်ကိုတွန်းထုတ်လိုက်ပြီးသူ့အဖေရဲ့အလောင်းကိုတစ်ပင်စီကိုတည်သွားပါတော့တယ်အဒဝတ်တယောက်အရန်ကိုစိတ်ထိခိုက်နေရရှာပါတယ်သူ့ကိုကယ်တင်ရင်းနဲ့တေးဆုံးသွားခဲ့တဲ့ဘရင်ကြီးဟာတကယ်တော့သူ့ရဲ့ဖခင်ရင်ကြီးဖြစ်နေလို့ပါပဲဘရင်ကြီးမရှိတော့တဲ့နောက်မှာတော့ဗဲနီကအုပ်ချုပ်သူအစ်စ်ဖြစ်နန်းတက်လာခဲ့ပါတယ်ဗလာဒမာကလည်းသူ့ကိုမရက်မနာမြောက်ပင်ပေးနေတော့တာပေါ့အရှင်ကအရန်တော်တဲ့ဘရင်တစ်ပါးပါခမဲတော်ထက်တောင်ပိုပြီးထူးချွန်ပါတယ်လို့မြောက်ပင်နေပေမဲ့ဘဲနီကတော့ဒေါသတကြီးနဲ့ဟောက်လိုက်ပါတယ်မင်းကညီကိုတက်ရမှာကိုအရှုံးပေးခဲ့တယ်မလားဆိုပြီးဗလာဒမာရဲ့ယာတုကိုချက်ချင်းပဲပြုတ်စေလိုက်ပါတယ်ဒါကိုမြင်ရတဲ့ဗလာဒမာရဲ့ဝမ်ကွဲဆာဂျီကတော့အရန်ကိုပြောသွားပြီးအကြံပေးအစ်စ်ဖြစ်လာခဲ့တာပေါ့ဒီအချိန်မှာပဲအဒဝတ်နဲ့ရန်တို့ဟာတစ်ပင်ကြီးရဲ့အောက်ခြေကိုရောက်လာခဲ့ကြပါတယ်ရုတ်တရက်ဆိုသလိုပဲကောင်းကင်ကြီးကဟိန်းဟောက်ပြီးပွင့်ထွက်လာပါတော့တဲ့အားကောင်းလာတဲ့လေစင်နာမောင်းကြီးတစ်ခုဖြစ်ပေါ်လာပြီးအရာအလုံးကိုဝါမျိုးကိုစူးစမ်းနေပါပြီးမြောက်တွေအားလုံးဟာအန်ရကင်းရကိုပြေးလွှားပုံခိုကြပေမဲ့ဘယ်သူကမှဗလာဒမာကိုတော့အထဲပေးမဝင်ကြပါဘူး
သူအသေးတန်ဖြစ်ပြီးဝက်ချီရဲ့လက်ကိုလှမ်းဖမ်းပေမဲ့သူမကအေးဆက်ဆက်နဲ့ပဲလက်ကိုခါထုတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ Vladimir တယောက်လေစင်နာမောင်းတဲ့ကိုပါသွားခဲ့ရပါပြီအောက်ဘက်မှာလည်း Edward တယောက်အသက်လူပြေးနေရပေမဲ့လေစင်နာမောင်းရဲ့ဆွဲငင်မှုတွေကိုပါသွားခဲ့ရပြန်ပါတယ်အထဲမှာတော့တရိတ်ဆန်လေးတွေလေထဲဝဲပြက်နေတာကိုတွေးလိုက်ရပြီးမြောက်မိသားစုလေးတစုလည်းပါနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီထဲမှာ Lucy လို့ခေါ်တဲ့မြောက်မလေးတစ်ကောင်လည်းပါဝင်နေပါတယ် Edward ကသူမလေးကိုမြင်လိုက်ရတဲ့ခဏမှာပဲတစုံတစ်ခုကိုခံစားလိုက်ရပါတယ်သူကသူမလေးစီကိုလက်လန်းလိုက်ပေမဲ့မုံတိုင်းကသူတို့ကိုခွဲထုတ်လိုက်ပြီး Edward ကိုအောက်ဘက်ကိုပြန်လွှင့်ပစ်လိုက်ပါတယ်သူဟာတကိုင်းတစ်ခုပေါ်ကိုပြုတ်ကျသွားခဲ့တာပေါ့ Lucy လေးကတော့6ကမ်းပါဘက်ကိုပြုတ်ကျနေပါပြီ Edward ကတစ်ပင်ပင်စီမှာနွယ်ပင်ကိုအမြန်ချီပြီးငိုရှိုးဆင်းလိုက်က Lucy လေးကိုအချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့နွယ်ပင်ကပြတ်တော့မလို့ဖြစ်နေတာကြောင့်သူတို့နှစ်ယောက်လုံး6ထဲကိုပြုတ်ကျသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲရန်ကအောက်ကိုထိုးဆင်းလာပြီးသူတို့ကိုနောက်ဆုံးစက္ကန့်မှာဖမ်းယူခဲ့တင်လိုက်ပါတယ်။သူတို့ကကျေးဇူးတင်တဲ့အနေနဲ့လက်မှတ်ထောင်ပြလိုက်တော့ရန်ကလိုက်လို့ဖို့စူးစမ်းရင်းနဲ့နောက်ပြန်လည်ကျသွားခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့မုန်တိုင်းလည်းငြိမ်သက်သွားပြီးကောင်းကင်ကြီးလည်းပြန်လဲတားရလာခဲ့ပါပြီ။ Edward က Lucy လေးကိုတတိပြန်ရအောင်ကူညီပေးပေမဲ့သူမလေးနိုးလာတဲ့အခါမှာတော့အရန်ကိုကြောက်လန့်ပြီးရန်လိုနေခဲ့ပါတယ်။သူမက Edward ကိုရန်သူလို့ထင်ပြီးတိုက်ခိုက်ပါတော့တယ်။ငါမင်းကိုကယ်ခဲ့တာပါလို့သူကရှင်းပြဖို့စူးစမ်းပေမဲ့ Lucy လေးကတော့မိသားစုတစ်ခုလုံးဆုံးရှုံးလိုက်ရလို့အရန်ကိုဝမ်းနည်းနေရှာပါတယ်။သူမကသူ့ကိုကိုက်လိုက်ပြီးထွက်ပြေးသွားခဲ့တာပေါ့။ရင်းက Lucy ကိုပြန်ရောက်လာပေမဲ့ Edward ကတော့ Lucy လေးပေါ်စိတ်ရောက်နေတာကြောင့်သူမနောက်ကိုပဲလိုက်သွားပါတော့တယ်။ရက်တော်ကြအောင်သူတို့ဟာတောတောင်တွေထဲမှာတယောက်ကိုတယောက်လိုက်တန်းပြေးတန်းကစားနေကြတယ်လို့ပါပဲ။ Edward ကတော့လက်တစ်ဖက်ထဲနဲ့တောင်6ကမ်းပါးတွေကိုခက်ခက်ခဲခဲတက်ပြီးဇွဲမလျှော်ပဲလိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကမိသွားခဲ့ပြီး Lucy လေးကလည်းသူမရဲ့နာမည်ကိုပြောပြခဲ့ပါတယ်။ Edward ကလည်းငါမင်းနောက်ကိုတပတ်လုံးလိုက်ခဲ့ရတာငါရဲ့အချစ်ဆုံးတငယ်ချင်းကိုတော့မင်းအတွက်နဲ့ထားခဲ့ရတာပါလို့ပြောလိုက်တာပေါ့။သူမလေးကသူ့ကိုအနံ့ခံကြည့်ပြီးတဲ့နောက်မှာတော့ယုံကြည်လို့ရမှန်းသိသွားခဲ့ပါတယ်။အခုဆိုရင်သူမက Edward လိုပဲခြေနှစ်ဖက်နဲ့လမ်းလျှောက်ဖို့စူးစမ်းနေပါပြီ။ Edward ကသူမကိုဘယ်လိုလျှောက်ရမလဲဆိုတာတင်ပေးပြီးသူတို့နှစ်ယောက်ကောင်းကင်ကြီးအောက်မှာအတူတူထိုင်နေကြပါတယ်။ Edward ကအဝေးကိုညွှန်ပြပြီးငါအဲ့ဒီတစ်ပင်ကြီးပေါ်မှာနေခဲ့တာမင်းကိုအဲ့ဒီကိုခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်။သူတို့ခီးစတင်တဲ့လမ်းတစ်လျှောက်မှာ Edward ကအားလုံးကမင်းကိုချစ်ကြမှာပါငါကဘရင်ကြီးရဲ့ညီလေးလို့ဂုဏ်ယူဝင့်ကြွားစွာပြောနေခဲ့တာပေါ့ချော်ရီကြောက်တုံးရှိတဲ့ကွင်းပြင်ကိုဖျက်ကျော်ရင်း Edward ကမိကူနေတဲ့တကိုင်းတစ်ခုကိုကောက်ယူလိုက်ပါတယ်အစမှာတော့မိတော့ကိုတူးကြောက်နေခဲ့တာပါမီးကိုထိမိပြီးလက်ကိုအပူလောင်သွားပေမဲ့အဲ့ဒီကနေထွက်ပေါ်လာတဲ့အလင်းရောင်ကိုသူသဘောကျသွားခဲ့ပါတယ်အမှောင်ထဲမှာတော့ဒီမီးတောက်လေးကသူတို့ရဲ့လမ်းပြဖြစ်လာခဲ့တာပေါ့ Witch ကအဝေးကနေဒီအလင်းရောင်ကိုလှမ်းမြင်လိုက်ရပြီးအရန်ကိုထိတ်လန့်သွားပါတယ် Edward တယောက်မီးနဲ့အတူပြန်လာနေပြီဆိုတာသိသွားလို့ပါပဲမြောက်အုပ်စုကြီးတစ်ခုလုံးကလည်းကြောက်လန့်တကြားဆူဝေးနေကြပါတယ် Edward ကတော့ Lucy လေးကိုဘေးမှာထားပြီးဂုံယူစွာနဲ့ချင်းကပ်လာခဲ့ပါတယ်မြောက်တွေကအံ့ဩတကြီးနဲ့အားပေးကြပေမဲ့ဘဲနီယာကတော့မပြောပါဘူးသူကဘာလို့ဒီကိုမီးတွေယူလာတာလဲငါတို့ကမီးကိုကြောက်တယ်လို့အော်ဟစ်လိုက်ပါတယ် Edward ကလည်းမီးကငါရဲ့တငယ်ချင်းမှာသူကအမှောင်ထဲမှာငါတို့ကိုမြင်အောင်ကူညီပေးတယ်လို့ပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့သူကမတော်တဆမီးတို့ကိုချလိုက်မိပြီးအပင်လေးတစ်ပင်ကိုလောင်ကျွမ်းသွားစေပါတယ်ဒါကိုမြင်တဲ့မြောက်တွေကအော်ဟစ်ကြပါတော့တယ်ဝစ်ချလည်း Edward ကမုန်တိုင်းကိုယူလာတာသူကအန်နီယယ်တွေကိုပဲတည်ဆောင်လာတာလို့အော်ပြောလိုက်တဲ့အခါမှာတော့သူတို့အားလုံးခဲတွေနဲ့ဝိုင်းထူကြပါတော့တယ် Sergey က Lucy လေးကိုဖမ်းပြီးရိုက်နှက်လိုက်တဲ့အတွက် Edward နဲ့ Lucy တို့ဟာတောနက်ထဲကိုပြန်ပြီးထွက်ပြေးခဲ့ရပါတယ်ဒါကိုမြင်ရတဲ့ဘင်းကြီးကတော့ကျေနပ်စွာနဲ့ပြုံးနေခဲ့တာပေါ့အဝေးကိုရောက်တဲ့အခါမှာတော့ Lucy လေးကမင်းရဲ့မိသားစုကငါတို့ကိုချစ်မှာပါလို့ပြောခဲ့ပြီးတော့အခုတော့ငါတို့ကိုတိုက်ခိုက်နေကြပြီးငါတို့ဘယ်ကိုသွားကြမလဲလို့ငိုပြီးမေးရှာပါတယ်တို့ကခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့သူတို့မြေပြင်ပေါ်ကိုပဲသွားကြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူတို့တွေဝန်ပလွေတွေရှိတဲ့ကူစီကိုသွားကြပါတယ်။ Edward ကမီးတို့ကိုဝေးရမ်းလိုက်တော့ဝန်ပလွေတွေကကြောက်လန့်တကြားထွက်ပြေးသွားကြပြီးဂူထဲမှာဘယ်သူမှမရှိတော့ပါဘူး။ Lucy ကဂူထဲကိုဝေ့ကြည့်ပြီးပြုံးနေမိပါတယ်။အဲ့ဒီနေရာကတော်တော်လေးကျယ်ဝန်းပြီးနှွေးထွေးလုံခြုံတဲ့တကယ်အိမ်စစ်စစ်လေးတစ်ခုလိုပါပဲ။အခုဆိုရင်သူမဟာ Edward ကိုလည်းစိတ်ဝင်စားသွားခဲ့ပါပြီ။သူမက Edward နားကိုတိုးသွားပြီးနမ်းလိုက်ပါတယ်။တစ်ပင်ပေါ်ကမြောက်တွေကတော့ဒါကိုမြင်ပြီးအံ့ဩတုန်လှုပ်သွားကြတာပေါ့။သူတို့အားလုံးကခိုးပြီးကြည့်နေကြတာပါ။အစပိုင်းမှာတော့ Edward ကကြောက်ခဲလေးတစ်လုံးကိုတော့အဝေးရောက်အောင်မပြစ်နိုင်ခဲ့ပေမဲ့ Lucy ရဲ့အကူအညီနဲ့သူတဖြည်းဖြည်းတော်လာပါတယ်။ညမိုးချုပ်တဲ့အခါမှာတော့သူတို့တွေစားစရာတွေအများကြီးစုဆောင်းနိုင်ခဲ့ကြပါပြီတစ်ပင်ပေါ်ကနေစောင့်ကြည့်နေတဲ့မြောက်တွေကလည်းဒါကိုမြင်ပြီးစိတ်ဝင်စားလာကြပါတယ်မြေပြင်ပေါ်မှာနေရတာကလည်းထင်တလောက်မဆိုးလောက်ဘူးလို့သူတို့တွေးမိလာကြတာပေါ့Edward နဲ့ Lucy တို့ဟာကြောက်ခဲတွေနဲ့တစ်သားတွေကိုတုံးပြီးမိဘလိုမိရမလဲဆိုတာကိုလည်းတင်ယူခဲ့ကြပါသေးတယ်တနေ့မိုးလဲပိုင်းမှာတော့ Edward ကတားကောင်တစ်ကောင်ကိုအမဲလိုက်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲပြန်တန်းနိုင်တဲ့ဒိုင်နိုဆောကြီးတစ်ကောင်ကဝဲပြန်ဆင်းလာပြီးသူ့ကိုတုပ်ယူသွားပါတော့တယ်Lucy ကအော်ဟစ်ပြီးလေထဲမှာရှိနေတဲ့အဲ့ဒီတတော်ဝါကြီးကိုခုံအုပ်တိုက်ခိုက်လိုက်တာကြောင့်မြေပြင်ပေါ်ကိုပြုတ်ကျလာပါတယ် Edward ကတော့အသက်ဘေးကလွတ်မြောက်သွားပြီးဝန်းပလွေတစ်ကောင်ကိုတောင်သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်ရင်ပါအောင်မွေးနိုင်ခဲ့ပါတယ်အဲ့ဒီညမှာပဲ Lucy ကသူမဖမ်းလာတဲ့သားကောင်ကိုအစိမ့်လိုက်စားနေတာကိုမြင်တော့ Edward ကယွန်ရှာသွားပါတယ်သူကအသားတွေကိုမီးထဲကိုထည့်လိုက်ပါတယ်အသားကျက်တဲ့အနံ့ကတောအုပ်တစ်ခုလုံးပြန့်နှံ့သွားပြီးတစ်ပင်ပေါ်ကမြောက်တွေကိုပါဆွဲဆောင်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲတကိုင်းတွေကြားထဲကနေစမ်းကြဲတဲ့အတန်ကြီးတစ်တန်ထွက်ပေါ်လာပါတယ်တစ်ပင်ပေါ်ကနေဆင်းမသွားကြနဲ့ဆိုတဲ့အတန်ကြောင့်မြောက်တွေတုံးလို့သွားကြပေမဲ့မြောက်ကလေးတွေကကတော့အဲ့ဒီအတန်နောက်ကိုလိုက်သွားပြီး Witch ကလူတွေကိုကြောက်အောင်နတ်ဖျားအတန်လူမျိုးဟန်ဆောင်ပြီးလုပ်နေတာကိုရှာတွေ့သွားပါတယ်Witch ကသူ့ကိုတိုက်ခိုက်ပေမဲ့တခြားမြောက်တွေကဝိုင်းဝန်းပြီးဒီကောင်လေးကိုကယ်တင်လိုက်ကြပါတယ်နောက်ဆုံးမှာတော့တမျိုးနွယ်လုံးကတိုးဝစီကိုသွားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်တကောင်ပြီးတကောင်တစ်ပင်ပေါ်ကနေဆင်းသွားကြပေမဲ့ဗဲနီယာနဲ့သူ့ရဲ့မိဖုရားကတို့နှစ်ကောင်ပဲကြံရစ်ခဲ့ပါတယ်ဗဲနီယာကတော့သူ့မျိုးနွယ်စုတစ်ခုလုံးကသူ့ကိုပြစ်သွားကြတဲ့အတွက်တော်တော်လေးကိုဒေါသထွက်နေတာပါLucy ကတော့ဒီမြောက်တွေကတစ်ချိန်ကသူမကိုနာကျင်အောင်လုပ်ခဲ့ပူတာကြောင့်လက်မခံပဲဒေါသတကြီးမောင်းထုတ်ပါတယ်ဒါပေမဲ့မျိုးနွယ်စုဝင်တွေက Edward ရေငါတို့ကမင်းရဲ့မိသားစုတွေပါငါတို့အားလုံးဒီတစ်ပင်ပေါ်မှာပဲအတူတူမွေးဖွားခဲ့ကြတာလေလို့တနာခံကြပါတယ်Edward ကစိတ်ပျော်သွားပြီးသူတို့ကိုလက်ခံဖို့ Lucy ကိုဖြောင်းချလိုက်ပါတယ်အဲ့ဒီညမှာသူတို့တွေအတူတူအိပ်ပျော်နေတော့ Edward ကမြောက်တစ်ကောင်ရဲ့ခြေထောက်ကိုနင်းမိပြီးအတန်ကျဲကြီးထွက်သွားပါတယ်တခြားမြောက်တွေကလည်းအဲ့ဒီအတန်တိုင်းတစ်သားတွေကြောက်ခဲတွေနဲ့လိုက်တီးကြရင်တစ်စခန်းလုံးမှာဂီတတန်စင်တွေနဲ့ပြည့်နေသွားပါတော့တယ်ဗဲနီယာကတော့တစ်ပင်ပေါ်ကနေသူတို့ကိုမနာလိုစိတ်တွေနဲ့တယောက်တည်းကြည့်နေရတာပေါ့နှစ်တွေအတော်ကြာဖြတ်တန်းသွားပြီးတဲ့နောက်မှာတော့ဒီမျိုးနွယ်စုဟာတိုးတက်လာခဲ့ပါတယ်သူတို့တွေတဲတွေကိရိယာတွေနဲ့ရွာလေးတရွာကိုတောင်တိစောက်နိုင်ခဲ့ကြပါပြီဦးစေးမှလည်းကိုဝင်ရှိနေပါပြီ Edward ကတော့သူ့ရဲ့မိသားစုနဲ့လူမျိုးတွေတိုးပွားလာတာကိုမြင်ပြီးအရန်ကိုဂုဏ်ယူဝမ်းသာနေတာပါ
သူအပြင်ထွက်ကြည့်လိုက်တဲ့အခါလူတိုင်းကရေမောပျော်ရွှင်ပြီးအလုတ်လုံနေကြတာကိုတွေ့ရပါတယ်။မြောက်ကလေးတရေကောက်ကကြောက်ဆောင်ပေါ်မှာမန်းမော်စင်ကြီးတစ်ကောင်ရဲ့ပုံကိုဆွဲနေတာဟာသူတို့မျိုးနွယ်စုရဲ့ပထမဆုံးအမှုပညာလက်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။Edward ကအရန်ကိုပီတိဖြစ်နေပေမဲ့ Sergey ကမြောက်ငယ်လေးနှစ်ကောင်ကိုအနိုင်ကျင့်နေတာကိုမြင်သွားတဲ့အတွက်တွားရောက်တားဆီးလိုက်ပါတယ်။တစ်ဖက်မှာလည်းကိုချကသူမရဲ့နန်ကောင်စစ်တပ်ကြီးကိုနှိုးလိုက်ပါတယ်။ Edward တိဆောက်ထားတဲ့ရွာကိုဖျက်ဆီးဖို့သူမကဆေးလွတ်လိုက်တာပါ။ဒီနန်ကောင်တွေကမုန်တိုင်းတစ်ခုလိုကြားရောက်လာပြီးတစ်သားအိမ်တွေကိုဖျက်ဆီးစားနေရိတ်ခါတွေကိုစားပစ်ပြီးအရာအလုံးကိုပြဖြစ်အောင်လုပ်ပစ်လိုက်ပါတယ်။ဘာမှမကြံတော့တဲ့အတွက်တမျိုးနွယ်လုံးစိတ်နှလုံးကြေကွဲသွားကြတာပေါ့။ Sergey ကတော့ချက်ချင်းပဲဒါပဲညရဲ့လက်ချက်ပဲသူကငါတို့အားလုံးကိုတေးစေချင်နေတာလို့လိန်ညာပြီးသတင်းလွှင့်လိုက်ပါတယ်။မြောက်အုပ်ကြီးကဒေါသတကြီးဖြစ်သွားကြပါတယ်။ Edward ကတားဆီးဖို့ကြိုးစားပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူး။ Sergey ကဒေါသထွက်နေတဲ့မြောက်အုပ်ကြီးကိုဥဆောင်ပြီးဘဲနေကိုတတ်ဖို့ထွက်သွားပါတော့တယ်။ Edward ကသူ့ရဲ့ဝန်ပလွေနဲ့အတူအရင်ဆုံးရောက်အောင်ပြေးသွားပြီးတစ်ပင်စီကိုအရင်ဆုံးရောက်သွားပါတယ်။သူကအပေါ်ကိုလှမ်းអော်လိုက်တာကဘဲနေ Sergey ကမင်းကိုတတ်ဖို့လာနေပြီတဲ့။ဒါပေမဲ့ဘဲနေကတော့အောက်ကိုဆင်းဖို့ညှင်းဆန်နေတော့မှပဲအဲ့ဒီနောက်မှာတော့ဒေါသထွက်နေတဲ့မြောက်အုပ်ကြီးရောက်လာပြီးတိုက်ခိုက်ဖို့အော်ဟစ်ပြင်ဆင်နေကြပါတယ်။နောက်ဆုံးမှာတော့ဘဲနေကတစ်ကိုင်းတွေပေါ်ကနေဆင်းလာပြီးဒေါသထွက်နေတဲ့သူ့ရဲ့မျိုးနွယ်စုဝင်တွေနဲ့မျက်နှာချင်းဆိုင်လိုက်ရပါတယ်။ Sergey ကရှေ့ကိုတက်လာပြီးဘဲနေကိုဒီနန်ကောင်တွေကိုမင်းလွတ်လိုက်တာမလားငါတို့ရွာကိုမင်းဖျက်ဆီးခဲ့တာငါတို့မင်းကိုအရှင်မထားဘူးလို့အော်ဟစ်လိုက်ပါတယ်။ဒေါသအလိမ့်လိမ့်ထွက်နေတဲ့မြောက်တွေဟာဘဲနေရဲ့အိမ်ကိုပါဖျက်ဆီးပစ်ဖို့မျိုးရိုးစင်ဆက်တမ်းမိုးထားရတဲ့တစ်ပင်ကြီးရဲ့အမြင့်တွေကိုစတင်ခုတ်ခဲ့ကြပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အခါဘဲငယ်တယောက်စိတ်ထိတ်မရတော့ပါဘူး။သူကဟိန်းဟောက်ပြီးသူတို့စီကိုပြေးဝင်သွားပါတယ်။သူကမြောက်တွေကိုတကောင်ပြီးတကောင်ဘေးကိုတွန်းထုတ်ပြီးသူ့ရဲ့အင်အားအစစ်အမှန်နဲ့တိုက်ခိုက်ပါတော့တယ်။မျိုးနွယ်စုဝင်တွေလည်းထိတ်လန့်သွားပြီးသူ့ကိုဝိုင်းတိုက်ကြပါတယ်။ Edward ကဒီပဋိပက္ခကိုတားဆီးဖို့ကြိုးစားပေမဲ့ဘေးကိုလွတ်ဆင်သွားခဲ့ပါတယ်။မိတောက်တွေကတစ်ပင်ကြီးပေါ်အထိပြန့်နှံ့သွားပြီးတိုက်ပွဲကတော့တကယ်ကိုပရမ်းပရာဖြစ်သွားပါပြီ။မြောက်တွေကဘဲနီယာကိုအင်အားသုံးပြီးဖိနှိပ်ထားလိုက်ကြပါတယ်။ Sergey ကလက်နက်တစ်ခုကိုမြောက်ပြီးသူ့ကိုစတင်ရိုက်နှက်ပါတော့တယ်။ဒါပေမဲ့ဘဲနီယာကအားအင်တွေပောက်ကွဲထွက်လာပြီးရုံထွက်လိုက်က Sergey ကိုမြေပြင်ပေါ်ဆောင်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Edward ကမီးလောင်နေတဲ့တစ်ကိုင်းတွေပေါ်မှာပိတ်မိနေတဲ့ Queen Gudula ကိုလှမ်းမြင်လိုက်ရပါတယ်။သူဘာမှမစင်စားပဲမီးတောက်တွေကြားထဲကနေတက်သွားပြီးသူမကိုဘေးကင်းရာစီချီပိုးကယ်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူအပြန်မှာတော့မီးလောင်နေတဲ့တစ်ကိုင်းကြီးတစ်ခုကသူ့ဘော်ကိုပြိုကျလာပြီးပြီးနေခဲ့ပါတယ်။မီးကပိုပြင်းထန်လာပြီးမြောက်တွေလည်းထွက်ပြေးကုန်ကြပါပြီ။ Edward ကဘဲနီယာရေငါးကိုကယ်ပါဦးလို့အသေးအတန်အော်ဟစ်အကူအညီတောင်းပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ပင်ကြီးကပောက်ကွဲသွားပြီးတောအုပ်တစ်ခုလုံးတုန်ခါသွားပါတယ်။ Witch ကတော့ပောက်ကွဲမှုထဲမှာပါသွားပြီးမီးထဲမှာပဲတေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဘဲနီကတော့ Edward ကိုအချိန်မီဆွဲထုတ်နိုင်ခဲ့ပြီးဘေးကင်းရာကိုခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။သူတို့ပတ်ဝန်းကျင်မှာရှိသမျှအရာအလုံးကပြာတိဖြစ်သွားခဲ့ပါပြီ။သူတို့ရဲ့ဘိုးဘွားစင်ဆက်အိမ်ဖြစ်တဲ့တန်ရှင်းစင်ကြဲတဲ့တစ်ပင်ကြီးလည်းမရှိတော့ပါဘူး။ဘဲနီကတော့ဝမ်းနဲ့ပူဆွေးစွာနဲ့လဲကျသွားပါတယ်။ Edward ကဒါတွေအားလုံးငါကြောင့်ပါလို့တိုးတိုးလေးပြောလိုက်ပါတယ်။ဘဲနီကသူ့မျက်ရည်တွေကိုတုပ်လိုက်ပြီးမဟုတ်ပါဘူး။ဒါတွေကမင်းကြောင့်မဟုတ်ပါဘူး။ငါကအာနာမက်ပြီးမျက်စိကန်းခဲ့တာပါ။အဲ့ဒါကြောင့်မင်းကိုဒီကနေထွက်သွားစေချင်ခဲ့တာလို့ပြန်ပြောပါတယ်။ Edward ကဇဝေဇဝါနဲ့ဒါဆိုပါလို့ငါ့ကိုကယ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။ဘဲနီကဖြည်းဖြည်းချင်းထက်ရက်လိုက်ပြီး Edward လိုပဲခြေနှစ်ဖက်နဲ့မတ်မတ်ရက်လိုက်ပါတယ်။ဘာလို့လဲဆိုတော့မင်းကငါရဲ့ညီကိုဖြစ်နေလို့ပေါ့လို့သူကဆိုပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာတဦးကိုတဦးဖက်လဲတကင်းရှိသွားကြပါပြီ။မကြခင်မှာပဲကြံနေတဲ့မျိုးနွယ်စုဝင်တွေရောက်လာကြပါတယ်။ Jose က Edward အသက်ရှင်နေတာကိုမြင်တော့ဝမ်းသာအားရငိုယိုပြီးသူ့ရင်ခွင်ထဲကိုပြေးဝင်သွားပါတယ်။ Sergey ကတော့တုံတုံရင်ရင်နဲ့ငါတို့မှာဘာမှမကြံတော့ဘူး။နေရာတိုင်းကတဲကန်နာရတွေကြီးပဲငါတို့အသက်ရှင်နိုင်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။အားလုံးကထိတ်လန့်နေကြပါတယ်။ Edward ကသူတို့ကိုငြိမ်အောင်လုပ်ဖို့ကြိုးစားပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူး။အဲ့ဒီအချိန်မှာပဲသူကဝေးလံတဲ့တောင်တန်းတွေစီကိုပြန်တန်းသွားတဲ့ငှက်အုပ်ကြီးကိုသတိထားမိလိုက်ပါတယ်။ဘဲနေကလူအုပ်ကြီးကိုငြိမ်အောင်ကူညီပေးလိုက်ပြီးငါနေရာတစ်ခုသိတယ်။အဲ့ဒီနေရာမှာတစ်ပင်တွေရေတခွန်တွေတစ်တီးဝလံတွေနဲ့အသက်ရှင်ဖို့အရာအလုံးရှိတယ်လို့ပြောလိုက်ပါတယ်။မျိုးနွယ်စုဝင်တွေကြားမှာမျောလင်းချက်တွေပြန့်နှံ့သွားပါပြီ။သူတို့အားလုံးရဲ့တစ်ချိန်ကပြောခဲ့ဘူးတဲ့တောင်ဖြူကြီးစီကိုငှက်တွေနောက်လိုက်သွားကြပါတယ်။သူတို့ဟာဖုံမုံမုံတိုင်းတွေ၆ကမ်းပါးတွေနဲ့အစိုးမရှိတဲ့တဲပြင်တွေကိုဖျက်ကျော်ပြီးရက်ပေါင်းများစွာခရီးနှင်ခဲ့ကြပါတယ်။တနေ့မှာတော့သူတို့ဟာတောက်ပနေတဲ့အလင်းကားတစ်ခုကိုဖျက်ကျော်သွားခဲ့ကြပါတယ်။အဲ့ဒီအလုံးမှာတော့နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။စိမ့်လန်းတဲ့တောင်ကြားတွေတောက်ပနေတဲ့ရေကန်တွေမြင်မာတဲ့တစ်ပင်ကြီးတွေနဲ့တက်ရှိပေါင်းစုံရှိနေတဲ့ကဘာတစ်ခုကိုတွေ့လိုက်ရပါတယ်။မျိုးနွယ်စုဝင်တွေလည်းအံ့အားသင့်ပြီးပျော်ရွှင်စွာအော်ဟစ်လိုက်ကြပါတယ်။သူတို့အိမ်တစ်ခုကိုရှာတွေ့သွားပါပြီ။ဒီတို့ရဲ့ဘေးမှာရေငါပြုံးပြီးပေါ်လာပါတယ်။ Edward ကသူ့စီကိုပြေးသွားပြီးတင်းတင်းကြပ်ကြပ်ဖက်လိုက်ပါတယ်။သူ့ရဲ့တငယ်ချင်းသူ့ရဲ့ဖခင်တူလို့သူ့ရဲ့မိသားစုပေါ်သူတို့အားလုံးအတူတူဘဝတစ်ကိုစတင်လိုက်ကြပါပြီ။